အားလုံးမင်္ဂလာပါခုကဂျပန်ကိုပြန်တော့ဖို့ပဲဖြစ်ပါတယ်ဒီခေါက်ပြန်မှာကတော့ကျွန်တော် transit flight ကိုစီးပါဦးဒါရဲ့ flight နဲ့ပြန်မှာပါကျွန်တော်စီးမဲ့ airline ကတော့ Thai Vietjet airline ပဲဖြစ်ပါတယ်အခုတော့ပေါင်တောင်ဖွင့်သေးတဲ့အတွက်ကျွန်တော်စောင့်နေရပဲဖြစ်ပါတယ်လေယာဉ်နဲ့ထွက်မဲ့ချိန်ကိုဒီမှာရှာလို့ရပါတယ်하이 스트레이트 푸드도 있어.ဆိုရင်7-Elevenနဲ့ရှိပါတယ်စားစနာလေးတွေတောက်ချနာလေးတွေဝယ်လို့လည်းရပါတယ်ဒီတာတင်တဲ့သူတွေအတွက်ဆိုရင်လည်းစင်ပြပါတယ်ဂျပန်ကိုပြန်တော့မှာပဲဖြစ်ပါတယ်ဒီတစ်ခေါက်ပြန်မှာတော့ transit နဲ့မဟုတ်ဘဲနဲ့ဒါရဲ့ plane နဲ့ပြန်မှာပါဆိုရင်ကိုစီရမယ်ဒိတ်နံပါတ်ကိုရှာပြီးတော့မှသွားရုံပါပဲဒီမှာအကုန်လုံးညွှန်ပြထားပါတယ်အမေဂိတ်က S122 ဆိုတော့ S122 ကိုရှာလိုက်ပါတယ်15မိနစ်နဲ့ရှာအောင်ပါဖြစ်ပါတယ်မမဒီမှာထပ်ပြီးတော့မှစစ်ချင်းလဲစစ်လို့ရပါသေးတယ် S122 ပါပဲကျွန်တော် Vietjet နဲ့သွားမှာပါဒီနံပါတ်က S122 ပါ။GPP ဆိုတာနဲ့ဒီမှာ S122 ကိုရှာလိုက်ရုံပါပဲ။ S122 ကိုရောက်ဖို့ဆိုရင်15မိနစ်ပေါ့နော်။ကြာပါမယ်။ဟုတ်ကဲ့ကျွန်တော်ဂိတ်ကိုသွားပါတော့မယ်။ဒီမှာ back refund ထုတ်မယ်ဆိုရင်များပြထားတဲ့အတိုင်းပဲသွားပြီးတော့မှထုတ်လို့ရပါတယ်။လည်းရှိပါတယ် prayer room လည်းရှိပါတယ်။ဒီမှာဈေးဆိုင်ကြီးအများကြီးရှိပါတယ် shopping လုပ်လို့ရပါတယ်ကျွန်တော်ကတော့ gate ကိုပဲတန်းသွားတော့မှာဖြစ်ပါတယ်ဒီမှာဆိုရင် S122 ကအောက်ကိုဆင်းရမှာဖြစ်ပါတယ်ရောက်ဖို့အတွက် shuttle train စီးရမှာဖြစ်ပါတယ်မဆိုရင်လည်းလက်မှတ်တစ်ချက်ပြစစ်ပါသေးရဲ့နော်လက်မှတ်တွေအသစ်ထုတ်ထားဖို့လည်းလိုအပ်ပါတယ်ဒါကရထားစီလို့ဆောင်းအောင်မှာပဲဖြစ်ပါတယ်လိုက်သွားရင်ပါပဲเนาะဒီဆိုရင်ဒီလိုပြန်လိုက်တယ်ဒီဆက်ပြီးတော့မှာသွားမှာဖြစ်ပါတယ်ဒါစီကြီးရဲ့ချင်းတော့မဟုတ်ဘူးเนาะ10မိနစ်ထပ်ပြီးတော့လမ်းလျှောက်မှာဖြစ်ပါတယ်ဒီမှာဆို GTV မှာဝင်လာလေးရှိတယ်ဝယ်လို့ရပါတယ်ဘုမလည်းနားနဲ့နေလို့ရတဲ့နေရာလေးရှိပါတယ်
ဆိုင်တွေအများကြီးရှိပါတယ် S122 ဆိုတော့ဒီလမ်းလေးတိုင်းနဲ့ဆက်ပြီးတော့မှလမ်းလျှောက်လိုက်ရုံပါပဲရှင်စင်တာလေးရှိပါတယ်နော်ဒီမှာမက်ကိုလည်းကြည့်လို့ရပါတယ်ဆိုတော့122ကိုမရောက်သေးတဲ့အတွက်ဆက်ပြီးတော့မှလမ်းလျှောက်မှာဖြစ်ပါတယ်ဒီမှာဆိုရင်အိမ်သာလေးရှိပါတယ်နော်ရပါတယ်စင်ဆာနဲ့ပါဘူးလေးထားလိုက်တာနဲ့ရေကအော်တိုဖြစ်ပြီးမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဘူးကုန်လေးတည်ခဲ့တာပေါ့နော်လမ်းလျှောက်တယ်ဘူးဆိုမှဒီမှာတလျာပတ်တယ်ကိန်းနံပါတ်122ကိုရောက်ပါပြီဒီမှာဆိုရင်နာနာမီလေးတို့ရပါတယ်ဒီဝက်မယ်ဆိုရင်ဒီမှာဆိုင်လေးရှိပါတယ်အတင်းလို့ရမယ်နေရာလေးရှာဖုန်းအတင်းလို့ရမယ်နေရာလေးရှာလိုက်ပါအောင်နော်122ပါကျွန်တော်စီးရမယ်ဒီရမယ်ဖြစ်ပါတယ်လက်ပေါက်နဲ့နီးတဲ့ခုံမှာထိုင်နေပါပြီ။ကျွန်တော်ငုံလေးတော့ဝယ်လိုက်ပါဦးမယ်။ဒီဆိုရင်ဒီမှာဝယ်တော့လို့ရပါတယ်။အဲတော့ဒီမှာရောင်းတဲ့ပစ္စည်းလေးတွေကကျွန်တော်ဘာဝယ်ရမလဲကြည့်လိုက်ပါဦးမယ်နော်။ Number 1 Thai sauceနော်အလေးရတရားပဲရှိပါတယ်ကျွန်တော်ဒါလေးဝယ်လိုက်ပါတယ်ငါတို့ကတော့ထုတ်လက်ဆောင်ရပါတယ်နော်လက်ဆောင်လည်းဝယ်ပြီးတော့ပါပြီကျွန်တော်ကိုကိန်းနာကိုပြန်တော့မှာပဲဖြစ်ပါတယ်ခါလေးမတော့မှာပဲဖြစ်ပါတယ်ဒီမှာတက်ကနေလည်းလက်နက်ကိုတစ်ချက်စစ်ပါတယ်နော်စင်းနေတော့တော့တော့ပါတယ်ကျွန်တော်ခုထားနိုင်ငံကနေဂျပန်နိုင်ငံကိုပြောင်းတဲ့အတွက်လေယာဉ်ပေါ်ရောက်နေပါပြီကျွန်တော်အပြန်ကိုတော့ထပ်စီမစီးပဲနဲ့တိုင်းရိုက်လေယာဉ်ကိုရွေးချယ်ပြီးတော့မှလေနံပါတ်ဝယ်ထားပါတယ်ခုကျွန်တော်စီးတဲ့ airline ရဲ့နာမည်ကတော့ VietJet airline ပဲဖြစ်ပါတယ်ကျွန်တော်အခုမြင်လဲနေပြီဆိုတော့အိမ်ထဲကယူပေါ့နော်အားလုံးပဲ bye bye Safety, please fasten your seatbelt. Still support and bear for that chartering. Please refer to the menu in the seat pocket in front of you for more details. Thank you. Read the form before arrival. For your information, the flight number is VSAT 810. Thank you.
လေဆိပ်ကိုရောက်ပြီဆိုတာနဲ့ဒီပေါ်မှာလမ်းညွှန်ဆိုင်မှုလေးတွေကိုကြည့်ပြီးတော့လည်းသွားလို့ရတယ်လို့ဒီကလို့သိချင်တာရှိလို့မေးချင်တာရှိရင်လည်းဒီ information counter မှာမေးလို့ရပါတယ်เนาะဒီပေါ်မှာလည်းလမ်းညွှန်ပေးတာရှိပါတယ်toilet လည်းရှိပါတယ်မနီအချင်းလည်းရှိပါတယ် coffee တောက်တဲ့သူတွေအတွက်ဆိုရင် coffee ဆိုင်လည်းရှိပါတယ်ဒါတော့တစင်ငါမလားဒါမှမဟုတ်ရင်ဒီဖကူကနေပြီးတော့မှတခြားမြို့သွားချင်တယ်ဆိုရင်လည်း bus car gate တွေရှိပါတယ်ဒါ highway bus ပါရောဒီ package တွေပေါ့နော်အများကြီးမို့လို့ပါချင်နေဆိုရင်လည်း delivery ပါလို့ရပါတယ်ကျွန်တော်ကတော့ပစ္စည်းလေးတွေပါကြရှိရတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီ delivery အဲ့လိုရတဲ့စီကိုသွားနေရလို့ဖြစ်ပါတယ်ဒီမှာတော့များသောအားဖြင့်ကြောင်းနဲ့ကောင်းနဲ့ပို့ကြရပေါ့နော်ရောမှာတို့ transport ရှိပါတယ်လောဆန်လည်းရှိပါတယ်လောက်မှပဲကြည့်လို့ရပါတယ်ဒီက channel arrival flight information ဒီမှာလည်းကြည့်လို့ရပါတယ်ရှင်နိုရာမှာလည်းစားလို့ရပါတယ်ဒီလေးစိတ်ရောက်မှလက်မှတ်ဝယ်မယ်ဆိုရင်လည်းဝယ်လို့ရပါတယ်လက်မှတ်ကောင်တာတွေရှိပါတယ်ဒါကတော့ package delivery ပါဒါကတော့ bus ticket ပါကျွန်တော်ဝယ်ထားတဲ့လက်မှတ်က17နာရီပေါ့နော်ခုကျွန်တော်ချိန်စောနေရတယ်ကျွန်တော်အချိန်လေးပြောင်းလို့ပဲဖြစ်ပါတယ်ဒီမှာအချိန်ပြောင်းမယ်ဆိုရင်ပြောင်းလို့ရပါတယ်ပြောင်းပြီးတော့ပြီဆိုတော့ကျွန်တော်ကနာဂါဆာကီကိုထွက်မဲ့ပေါ့နော်ဂိတ်နားမှာစောင့်နေမှာပဲဖြစ်ပါတယ်ဂိတ်နံပါတ်အိမ်မှာပါဟိုကစက်တက်ကနေပြီးတော့မှစိန်နာရီကိုပြောင်းထားတာပဲဖြစ်ပါတယ်ဒီနာရီဆော့ပြီးတော့မှနာဂါဆာကီကိုရောက်မှာပါတော့မယ်ဆိုရင်သူကဒီမှာ line နံပါတ်တွေပါကြီးညာထားပေးပြီးသားပါကျွန်တော်စီးမှာစိန်နာရီပါတန်းစီရမယ့်နေရာက HP ပါဒီမှာ line လေးတွေလုပ်ထားပါတယ်နော် HP ခမဲ့အချိန်က10နာရီ9မိနစ်ပဲဖြစ်ပါတယ်ဒီကရှမပါနဲ့ပါပြီးသားမျိုးချက်ခုံနံပါတ်လေးကိုရေးထိုင်နေပါမယ်။ရပါတယ်။ဒီမှာ Wi-Fi နဲ့ပါပါတယ်နော်။ခါပေါ့